သက်40နာနီးမှရေးတဲ့ကြပြအသက်ကြီးပေမဲ့အရွယ်တည်နှုတ်ပြနေစေကဘာမြေကြီးပေါ်မှာအလိုမပြည့်မှုတွေနဲ့ကျွန်တော်မှအိုမင်းခဲ့ရဇမင်းသားလိုငိုချခြင်းတဲ့ကချလူရှင်တော်လိုပြက်လုံးထုတ်တဲ့ကထုတ်တနေ့တည်းဆိုပြက်ကလေးလေးမှာစားမျက်နှာတိတ်မကြံတော့ဒီလိုနဲ့တရုတ်ဥစားစာတွေမှာကျွန်တော်တာယာခဲ့တယ်အပေါင်းအသင်းအနေနဲ့ဟေးလာဝါလာလောက်ရတာမှာကျွန်တော်တာယာခဲ့တယ်အိမ်တော်ကြီးမပါတဲ့အချက်မှာကျွန်တော်တာယာခဲ့တယ်ဈေးကွက်မရှိတဲ့အမှုပညာမှာကျွန်တော်တာယာခဲ့တယ်နောင်ကျိုးမျိုးမျိုးကြားထဲမှာဘဝတန်မိုးတွေဘာတွေလဲမသက်မှတ်ပါနဲ့တော့ကျွန်တော်ကျေနပ်လိုက်တာနဲ့ကျွန်တော်လွတ်လပ်သွားမှာလားမသိခင်မှာစိုက်ထားတဲ့တပြေပင်လေးရီမမှန်လောင်းပေးနေရတာအရသာခုဆိုတမိုးကုံလို့တဆောင်းပြောင်းတော့မယ်ကျွန်တော်ຫນွေဦးကိုချောင်းကြည့်နေမိရဲ့ကျွန်တော်ပြုတ်ကြခဲ့တဲ့မြောင်းကြီးဟာစူးအပ်တူးမြောင်မဟုတ်စိတ်မရှိစရာတွေများလုံးလို့မို့အသက်40နာနီးတဲ့အထိသပင်ရှည်ကြီးထားနေရရဲ့ကျွန်တော်ခွင့်လို့ပါလှတန်း